ငယ်စွာစားတက်ပြီးတော့ဒါဝမ်းနဲ့ချုပ်တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒါလေးကတော့ကိုကြီးဒါလာရှိုးကကိုစလေတူကိုပို့ပေးရမှာဖြစ်တယ်ပေါ့နော်ဒါလေးကိုကြီးဒီနေ့ဘာပို့ရမလဲဆိုလို့ရှိရင်ဒီမှာကောင်းလျှော်ရည်နော်ရှမ်ပူလေးရယ်မဒါတော့ဘော်ဒီဒါတော့ဘော်ဒီချီရတဲ့ရှမ်ပူလေးရယ်ဒါဘော်ဒီချီရတဲ့ဒါဘော်ဒီဆုပ်ပေါ့နော်တို့တော့ဂျီချွတ်တဲ့ဆက်ပြပေါ့နော်မဟုတ်ဆိုတော့ဆက်ခရက်ပေါ့ဘော်ဒီဆုပ်ဆက်ခရက်နော်ဘော်ဒီတို့ဒါသူ့ကိုဒါရှည်လေးနဲ့ဆုပ်ပြီးတော့เนาะဒါ2မိနစ်3မိနစ်လောက်နူးအောင်ထားမယ်ဆိုလို့ရှိရင်ဂျီချွတ်ရအရန်လွယ်တယ်သူကဆက်ပြလေးတမယာရန်နဲ့လေးနဲ့အရန်မွေးเนาะအရန်မွေးဒါလေးကတော့ TikTok အစ်စ် product အစ်စ်တွေပေါ့နော်ဒါလေးကတော့ကိုစလေကဒါဆန်းတော့ကြည့်ဒီမှာလေဆိုပြီးတော့ဒါကိုကြီးကိုမှာထားတဲ့အတွက်ကြောင့်ဒီ3မျိုးလေးကိုကိုကြီးကလာရှိုးကကိုဆိုင်ကျော်စင်လေးကိုကြီးတို့ပို့ပေးရမှာဖြစ်ပါတယ်เนาะအကယ်၍မြန်ဒါခုကြည့်နေတဲ့မိတ်ဆွေတို့မှလည်းဒါဆောင်းထဲမှာရေမမှန်ရေကြာကြီးမချိုးချင်ခဏနဲ့ကြည့်ချင်တဲ့ဆိုလို့ကျွန်တော်ဘောစောရှိတယ်ဘောဒီဘာတွေထားလို့ဆင်းနေရဆိုလို့ရှိရင်တော့ဆောင်းထဲမှာဒီမှာရှမ်ပူလေးရှိတယ်ပြီးတော့ဒါကတော့ဝမ်းချိုးတဲ့သူတွေပြီးလို့ရှိရင်အချိုးတွေအငန်းတွေအရန်ကြိုက်ပြီးတော့ဆိုဒီယမ်တက်များနေတဲ့သူတွေဆိုလို့ရှိရင်တော့ဒီကောင်လေးကိုတသူကဝမ်းလဲမှန်စီတယ်ပြီးရင်လေးလဲလဲတယ်သူမှလုံးဝတဘာဝနော်ထော်ရတာပြားတမ်းရနဲ့အဓိကဒါဖော့ဆက်ထားတဲ့အတွက်အကြောင်းမလို့အရန်မှာကောင်းတဲ့ product တစ်ခုဖြစ်တယ်သူမှဆိုလို့ရှိရင်တခြား fiber တွေအများကြီးပါတယ်နော်အကယ်၍လိုအပ်လို့ဒါမိုင်ဂျင်တဲ့သူတွေများဆိုလို့ရှိရင်တော့ကိုကြီးရဲ့ဒါ TikTok ဘိုင်မှာတင်ထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်မိုင်လို့ရဆိုကိုကြီးရဲ့ TikTok ချက်ပါမလားရအသေးစိတ်မင်းနှမ်းပြီးတော့အခုချိန်ကစပြီးတော့ဆက်သွယ်မိုင်လို့ရပါပြီခင်ဗျဒီတမားတယ်